阿边，那要不要阿边来对呀？你看，可是现在不要啥比咩？啥比我们马丁亚啥他会去跑嘞？但是个，但係干比不，就打個比咩？他們 next time 烏打嚟咩？好吧啦，ပြန်ပြီးတော့ပါသွားပြီမြမာတင်းပဲအတောင်မဲ့ဆုံးပေးဖို့ကြိုးစားခဲ့ပြီမြအမလီဆန်ကဥဒါတာဖြစ်ပါတယ်ဒီမှာ7အသင်းကောင်းဆောင်မချပြီးသားတယ်စန်တော်တော်ညာချမ်းပါပဲတထုပ်ကြိုးစားနေမြစန်တော်တော်ပဲကြောင်ပြတယ်စန်တော်တော်ဒီရဲဝင်လာပြီစန်တော်တော်ပဲလက်ဖြတ်ချိုးပြီးတာ baby ကိုပြီခင်ဗျာလက်ရှိမှာတော့မာမျိုးသမီးတင်ဥဆောင်ကိုစတင်ပြီးတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ညာချမ်းကနေကောင်းမွန်ဆုံးဖြတ်ကျော်လာပြီးတော့ဒီနေရာထဲမှာအသစ်ရှိနေတဲ့အသင်းပေါ်ဝင်းဝင်းစီအပေးမှာတော့ဝင်းဝင်းစံတော်ရဲ့ပေးပို့မှုကိုတိတိကျကျပဲသုံးသပ်ရရှိသွားတဲ့ဥဆောင်ကိုမှာတော့စံတော်ရဲ့ကောင်းမွန်မိုးထွန်းတော့ထွက်လာခဲ့တယ်ဒီမိုးထွန်းပဲဒီလိုက်တဲ့မျောပေးရစံတော်ဒီကြည့်ပဲစံတော်ကန်Good morning, Aisha. ဒီမှာတော့ဒီကနေ့ဖေဖော်ဝါရီလကရှင်ပြန်ကစားခဲ့တဲ့ဒီဘောပြိုင်ပွဲအပြီးဆိုတာထပ်ပြီးတော့တက်တည်ပြခွင့်ရတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ဖြစ်ပါတယ်။ဒါပေမဲ့ရှန်တင်မဲ့ခေါင်းတိုက်ပြီးဘာတန်ထိပြီးတော့ပြန်ထွက်လာရင်များအကဲကိုခြေပါကိုရရှိဖို့အတွက်အကောင်းမှုလူတေကန်ဘောကနေရလာတဲ့ခွင့်ရတရက်ကိုအပိုင်ခေါင်းတိုက်ပြီးတော့အဆုံးသတ်ခဲ့ပေမဲ့လည်းချိန်မှာတော့ကျောင်းနံပါတ်20မာလီကာရဲ့ခေါင်းတိုက်ချက်ကိုဘာတန်ထိပြီးတော့ပြန်ကျောင်းနံပါတ်8ဟိုင်ဘူဘာကန်မှာဖြစ်ပါတယ်ဟိုင်ဘူဘာတော့ကမောမှာပြီးတာလေဒီလိုကြားတယ်မြန်မာတင်းနဲ့ခေါင်းထားတယ်ချိန်မှာတော့ကွေးလက်တိုင်ကပနဒီသတ်မှတ်ပေးလိုက်ပြီလည်းဖြစ်ပါတယ်။ဘာလဲကိုနေနေဆိုရင်ရှိမှာတော့မြန်မာအသင်းချီပါကိုပြန်လဲခွင့်ပြုရဖို့အတွက်ခိုက်တန်တစ်ခုကတော့ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ဒီမှာကစားသမားကိုနောက်ကနေဒီဧရိယာထဲမှာချိန်ထားခဲ့တဲ့အနေအထားတစ်ခုကနေပုံစံအသုံးချသွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ကျော်နံပါတ်8ဟိုင်ဘိုဘာကန်မှာဖြစ်ပါတယ်။ဟိုင်ဘိုဘာလက်ခံပြီးဝင်ဦးညာအချိန်မှာတော့ပြိုင်မသိရဲ့အကောင့်မတော်ခွင့်ရပြက်ကိုဘုသမာမျိုးမညံ့ကြီးကာဝယ်သွားနိုင်ခဲ့ပြီလေတော့ပရောဝိုင်းပွဲကစားချိန်အတွင်းမှာချီပါကိုပြန်လဲခွင့်ပြုရဖို့အတွက်တော်လေးကိုနီးစပ်တဲ့နေထားတစ်ခုနဲ့ကြုံတွေ့ခဲ့ရပေမဲ့ဘုသမာမျိုးမြမြငင်းရဲ့လက်စွမ်းနဲ့အတူပနဒီကာကွယ်နိုင်တဲ့နေထားတစ်ခုမှာတော့နေပွဲစဉ်ကိုပေးဖို့မဲ့လေဦးမေထက်လူခောက်ထားတယ်ရတယ်ဗျမေထက်လူပဲနောက်ထပ်တယောက်ကိုပြန်လေဖြတ်ကျော်ဖို့ကြိုးစားခဲ့ပေမဲ့ဒါမင်းစန်အတင်းရဲ့လူစားဝင်ကစားသမားအင်ဂျလီနာအန်တားနိုင်ခဲ့တာပဲဖြစ်လေဦးမြောက်မယ်ဗျာရွှေထွန်းထွက်ထားသေးရွှေထွန်းပဲအတင်းရဲ့နောက်တန်းကလည်းအတင်းထပ်မှန်ပြီးတော့ဥဆောင်ကိုရရှိအောင်မလားကြည့်ရမယ်ဗျယုံလီလိုင်းတော့ကန်နေပေးတယ်ဘလုံးမြောက်နေတယ်လင်းလေဦးပိတ်ဖို့ကြိုးစားတယ်တကန်မြန်ဒီမှာတော့မာမျိုးသမီးအတင်းရဲ့ရှစ်ကိုမြောက်သွင်းကိုတော့39ရွှေရီချုံးကသူ့ပေးခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လက်ရှိမှာတော့မာမျိုးသမီးအတင်းရှစ်ကိုဂုံးကြီးဆိုတဲ့ရလက်တစ်ခုနဲ့တာမန်နစ်စန်အတင်းကိုပြတ်ပြတ်သားသားဥဆောင်နေခဲ့ပြီပဲဖြစ်လင်းလေဦးရဲ့ကန်ချက်ကိုတရားတော့ဘယ်ဆုံးတဲ့အချိန်ကြီးလုံးဝရှော့မသွားဘူးနော်အားကစားဝါနာရှင်ပြည်သက်များနော်ကျွန်တော်စီကန်တင်ဆက်နေစဉ်အတွင်းမှာပဲမာတင်းနဲ့တာမန်နစ်စန်လွန်ပြီးဘောလုံးအတင်းကိုရှစ်ကိုဂုံးကြီးဆိုတဲ့ရလက်တစ်ခုပြုပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပြည်သက်တယောက်ချင်းဆိုင်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ